ဒီကနေ့မိတ်ဆွေတို့ကို Facebook page တစ်ခုကိုလွယ်ကူကူစနစ်တကျနဲ့ဘယ်လိုဖွင့်ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်အရင်ဆုံးညာဘက်တော့ကငင်းသုံးချောင်းကိုနှိပ်ပါပြီးရင်တော့ pages ဆိုတာလေးကိုနှိပ်ပါအကောင့်တစ်ဖွင့်မှာဖြစ်တဲ့အတွက်အပေါင်းလက္ခဏာလေးနဲ့ create ကိုနှိပ်ပါ desktop ကိုဆက်နှိပ်ပါဒီနေရာမှာကိုယ့်ရဲ့ page name နာမည်ကိုထည့်ပေးရပါမယ်ကျွန်တော်ကတော့နာမည်တစ်ခုရိုက်ထည့်ပေးလိုက်ပါမယ်entertainment လေးထည့်ပေးလိုက်ပါတယ်ကျွန်တော်ကတော့စူးကြီး entertainment လို့ထည့်လိုက်ပါတယ်ပြီးရင်တော့ next ကိုဆက်နှိပ်ပါဒီနေရာမှာကျွန်တော်ကိုယ်ပိုင်ဗီဒီယိုဖန်တီးမှဖြစ်တဲ့အတွက် entertainment လို့ပဲရေးလိုက်ပါတယ်entertainment website လို့ထည့်လိုက်ပါတယ်ပြီးရင်တော့ create ကိုဆက်နှိပ်ပေးပါခဏလေးစောင့်ပေးပါဒီနေရာမှာဘောက်လေးနှစ်ခုကြာလာပါတယ်အောက်ဆုံးကဟာကိုရွေးပေးပါပြီးရင် continue ကိုဆက်နှိပ်ပေးပါnext ကိုပဲဆက်နှိပ်ပါ next ကိုပဲဆက်နှိပ်ပေးပါ done ကိုဆက်နှိပ်ပါကဲဒါဆိုရင်တော့ page တစ်ခုကိုလွယ်ကူကူစနစ်တကျနဲ့ဖွင့်လို့ပြီးပါပြီအားလုံးပဲအဆင်ပြေကြပါစေ